မင်္ဂလာပါဗျာအားလုံးကျမချမ်းသာကြပါစေကျွန်တော်ဖိုင်ကိုစုပကောင်တောင်းပါလေဒီဖိုင်တော့တဘွားစံနေမဖြစ်ကြဖို့တော့ကိုပြောချင်တဲ့ဖိုင်လေးပါဒါလောလောဆယ်တော့နံပါတ်1ကျော်စိုးနဲ့ကျော်မျိုးမင်းနဲ့ပြောတဲ့ဖိုင်လေးကိုကျွန်တော်အတူနားထောင်ကြည့်အောင်မယ်ပြီးတော့မှကျွန်တော်ပြောချင်တာလေးပြောပြစေဗျာထိုင်းသားဆန်မြို့နယ်မှာယာယီမှုတူကိုစစ်မှုထမ်းပြန်လာတဲ့မျိုးသားတူကဓာတ်နဲ့ထိုးလိုက်တယ်ပေါ့ဒါလည်းကျွန်တော်နောက်ကမှဘာအကြောင်းရင်းတွေရှိနေတယ်လဲပေါ့ဒါအကြောင်းရင်းမရှိဘဲတော့ဒီလိုအကျိုးတရားတွေတော့ဖြစ်လာမယ်လို့တော့မထင်ပါဘူးကျွန်တော်တို့သူရဲ့နောက်ကမှအကြောင်းတရားတွေတခုခုတော့ဒါရှိနေပါလိမ့်မယ်ဖြစ်စဉ်ကဩဂုတ်လ17ရက်နေ့ည9:00နာရီခန့်အချိန်မှာတဲ့ချမ်းရင်သာဆန်မြို့နယ်ချမ်းရင်သာဆန်အလဲရက်ကွက်82လမ်း28လမ်းနဲ့28လမ်းကြားမှာနေထိုင်တဲ့အကွက်မူးတောင်ဝန်ထမ်းဆောင်နေတဲ့အသက်63နှစ်အရွယ်ဦးနိုင်ဝင်းကတဲ့လက်ဖေးဆိုင်မှာသူထိုင်နေတယ်ထိုင်နေတဲ့အချိန်မှာပြည်သူစစ်မှုထမ်းအမတ်စဉ်2မှာပြန်လာတဲ့မျိုးသားတူကသူ့ဓာတ်နဲ့ထိုးတယ်ပေါ့ဗျာဓာတ်နဲ့ထိုးတဲ့နောက်မှာဓာတ်နဲ့ထိုးခံတဲ့ဦးနိုင်ဝင်းရဲ့ခန္ဓာကိုယ်မှာဓာတ်တရားရရှိတဲ့နေရာကနောက်ကျောထိုးသွင်းတရားတစ်ချက်လက်ဝဲဂျိုင်းအောက်ထိုးသွင်းတရားတစ်ချက်လက်ဝဲရင်ဘတ်ထိုးသွင်းတရားတစ်ချက်လက်ဝဲလက်မောင်းပြရှတရားတစ်ချက်ပြီးရင်ကျွန်တော်တို့ညာဘက်ရင်ဘတ်ပြရှတရားတစ်ချက်စုပေါင်း5ချက်တရားရရှိခဲ့တယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ထိုးလဲဆိုတာဘာတူလဲပေါ့ဗျာလိုက်ပြီးတော့ကျွန်တော်တို့ခေါ်ထုတ်လိုက်တဲ့အခါမှာဓာတ်နဲ့ထိုးတဲ့သူကပြည်သူစစ်မှုထမ်းအပတ်စဉ်နဲ့တင်နန်းဆင်းလာတဲ့သူဖြစ်တယ်လို့တော့ကျွန်တော်တို့ဒါသိရတယ်ပေါ့ဗျာသိရတယ်မန္တလေးချမ်းရည်သာဆန်မှာအုတ်ကြီးကိုလို့ခေါ်မလားလမ်းလူကြီးကိုခေါ်မလားအဲ့လမ်းလူကြီးကိုဓာတ်နဲ့ထိုးတဲ့ဇလန်တခုဟိုမှာဖြစ်သွားတယ်နော်ဒီမန္တလေးမှာဖြစ်သွားတယ်နော်ဒါကကြတော့တော်တော်ဟိုလူကြမကောင်းသူကြမကောင်းလို့ဖြစ်တာပေါ့ဗျာနော်ဘာရည်ရွယ်ချက်လဲတော့မသိဘူးလူကြမကောင်းသူကြမကောင်းတော့ဖြစ်သွားတယ်နော်ဆိုတော့မန္တလေးတိုင်းစာကြီးချမ်းရည်သာဆန်မြို့နယ်ပေါ့နော်အဲ့ဒါချမ်းရည်သာဆန်မြို့နယ်မှာနော်ချမ်းရည်သာဆန်မြို့နယ်မှာနေထိုင်တဲ့ဒီချမ်းရည်သာဆန်မြို့နယ်ချမ်းရည်သာဆန်အလေရက်ကွက်82လမ်း28လမ်းကြားမှာရှိတဲ့28လမ်းကြားမှာရှိတဲ့လက်ဖေးတိုင်းဆိုင်မှာဖြစ်သွားတာနော်အဲ့ဒါမနေ့ကညဖြစ်တာဆိုတော့ဒီဖြစ်စဉ်ကနည်းနည်းတော့ဟိုထူးခြားတယ်ဆိုတော့စစ်မှုထမ်းပေါ့ကျွန်တော်ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်2ကနေပြန်လာတဲ့မျိုးသားတအူးကနေပြီးတော့သူကသူ့ရဲ့သူတို့ရဲ့ဒီနေထိုင်တဲ့ရက်ကွက်လူကြီးလို့ခေါ်မလားယာယီမှုလို့ပဲခေါ်မလားပေါ့နော်အဲ့လူကြီးကိုနော်အဲ့ဒီခုန82လမ်း28လမ်းကြားမှာရှိတဲ့နေရာတစ်ခုမှာဆိုင်တစ်ခုမှာပေါ့နော်သူကအဲ့မှာဟိုလူကလက်ဖေးတိုင်းထိုင်နေတာအသက်63နှစ်အရွယ်ဦးနိုင်ဝင်းဆိုတဲ့ယာယီမှုအဲ့လူကိုသူလက်ဖေးတိုင်းထိုင်တဲ့အချိန်မှာအခုစစ်မှုထမ်းအမှတ်2ကပြန်လာတဲ့မျိုးသားလာပြီးတော့အောင်ပြောညာကောင်းတဲ့ဓာတ်နဲ့ထိုးတာဓာတ်ထိုးဆိုကျွန်တော်တင်သူ့မှာလည်းနာကြီးကြီးတန်တဲ့ချက်ရှိမယ်ဓာတ်နဲ့ထိုးလို့လေဓာတ်နဲ့ထိုးဦးနိုင်ဝင်းကတော့အတင်းပြပြီးဓာတ်နဲ့ထိုးဦးနိုင်ဝင်းကဓာတ်နဲ့ထိုးကြတဲ့အခါကျတော့နောက်ကျောမှာထိုးအဲ့တော့ဒါပထမပိုင်းနေပြောတာပါနော်ဒါကြောက်စိုးပြောသွားပြီးသားကြောင်မြင်းမင်းပြောသွားပြီးသားကျွန်တော်တို့ဒီကဘာလို့စိတ်ထဲတထက်ဖြစ်လဲဆိုတော့PDF တွေကရိုင်ဦးတွေဆယ်ဦးတွေအုပ်ကြီးတွေတက်တာဖြတ်တာတွေဖြစ်တဲ့ခါကျကျွန်တော်တို့အားနဲ့မှန်နဲ့ဖိပြောတယ်ကိုဘက်ကလူတွေကိုအတိမခံဘူးဗျသိရမလားအားနဲ့မှန်နဲ့ဖိပြောတာဒါဒီကောင်တွေကအကြမ်းဖက်တီဘာတွေညာတွေပေါ့အခုဖြစ်တဲ့ပြဿနာမှာကြောက်စိုးပြောသွားတဲ့လေတန်းဒါကြောင်မျိုးဝင်းပြောသွားတဲ့လေတန်းကျွန်တော်တို့ပြောတဲ့လေတန်းတစ်ထက်တည်းတွေကြတယ်ဘာကြောင့်ကြလဲဆိုတော့ပြည်သူတွေခံစားနေရတဲ့ဒုက္ခကိုပြည်သူတွေပဲတည်တယ်အဲ့တော့ကျွန်တော်ကပြောချင်တာတဘောဆန်တွေလို့မလုတ်ကြဘူးတော့ကိုကျွန်တော်ပြောချင်တာနော်အဲ့တော့ပြည်သူစစ်မှုထမ်းဥပဒေဆိုတာကသူတို့ဝင်ကြတယ်ကဲဟုတ်ပြီအဲ့ဒီပုံမှာဂျားမှာပြဿနာအများကြီးရှိရနော်ကျင့်တဲ့ချက်တွေမကျင့်တဲ့ချက်တွေဆိုအများကြီးရှိလာတယ်အဲ့တော့မမှန်ကန်လို့ရင်တော့ဒီပြဿနာမပေါ်ဘူးပေါ့ဗျာမမှန်ကန်မလို့ရင်တော့ပြဿနာတွေဆိုတော့ပေါ်လာမှာပဲတနေ့နဲ့တနေ့တလားနဲ့တလားတရေနဲ့တရေဆိုအကြောင်းမျိုးတွေကပေါ်လာမှာပဲနော်လူမျိုးစိတ်တွေကိုဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့ကအများကြီးစဉ်းစားတယ်အများကြီးသုံးသပ်တယ်ကျွန်တော်ဖြစ်စေချင်တာအုပ်ကြီးတွေယာယီမှုတွေဘာညာတွေတဘောဆန်နေမဖြစ်စေချင်ဘူးပြည်သူတွေကိုချစ်တဲ့အုပ်ကြီးတွေဖြစ်စေချင်တယ်ကျွန်တော်ဒါရေဘေးဟိုစကိုင်းဘက်မှာလူပဲဘာညာဆိုတော့ကျွန်တော်ရေဘေးလူဖို့တည်းအစီအစဉ်တွေတော်တော်လှုပ်ထားတာရှိတယ်ဆိုလိုတာကဒီမှာဒါမျိုးတွေတော်လူဖို့တည်းကျွန်တော်တို့ဒါ ready တွေလုပ်နေကြပါဗျာဒါကျွန်တော်လူမခံပါဘူးဘယ်သူစီမှလူမခံဘယ်သူစီမှလည်းမဆန်တော့လူခိုင်းလိုက်တဲ့ဟာလေးတွေတချို့ရှိတယ်3သိန်းတို့ဟို9000တို့ရှိတယ်3သိန်းတူလားပဲတစ်ခါရှိတယ်ကျွန်တော်သွားလူတဲ့တယ်မှာ3သိန်းလောက်တော့ပါတယ်ဒါကျွန်တော်တို့ကားကတော့7သိန်းခွဲရှိတယ်
ကျန်တာတော့ကျွန်တော်ပြောစရာအကြောင်းတော့မရှိတော့ဘူးပူပေါင်းပြီးပါဝင်လူလိုက်တော့ပို့ပြီးစေးပြတာပေါ့သွားလူတဲ့နေရာမှာကိုပတ်စံနဲ့ကိုလူတယ်ဆိုမှလမ်းစိတ်လေးတွေကာမိတယ်ဟိုဟာလေးကာမိတယ်ဒါမျိုးလေးရှိတာပေါ့ကိုသွားတဲ့လမ်းတွေမှာတချို့ဟာလေးကာမိတော့ကိုများများလူနိုင်တော့ကိုလူကျင်တာလည်းများများလူနိုင်တယ်ကိုပူပေါင်းလူခိုင်းလိုက်တာကိုဒါပေမဲ့မမရကျွန်တော်နှလုံးသားထဲမှာမမရပြောရမယ်နေပြည်တော်ဘက်ကအုတ်ချုပ်ရင်ဘူးကိုကျော်စိုးဦးဆိုတာလူချင်းမမြင်ဘူးပါဘူးလွန်ခဲ့တဲ့2024ရေပေးတော့ကကျွန်တော်ပတ်စံ9000လူပေးဘူးတယ်ကျွန်တော်ယနေ့ချိန်ဒီရင်ထဲမှာမှတ်ထားတယ်နှလုံးသားထဲမှာမှတ်ထားတယ်ဒါတော့အများကြီးရှိတဲ့ထဲမှာထူးထူးခြားခြားတယောက်တွေ့တယ်တကယ်ကိုပြည်သူသားအဲ့ဒီကိုမိသားကပြည်သူစစ်ခေါင်းဆောင်လည်းဖြစ်တယ်အုတ်ချုပ်ရင်ဘူးလည်းဖြစ်တယ်နော်တိုင်းတော်လည်းတိုင်းနေကြတယ် PDF တွေလည်းတိုင်းနေကြတယ်အသေးတန်းတွေတိုင်းနေကြတယ်သူ့မှာရှိတာလေးနဲ့ကျွန်တော်ရေပေးသွားလို့မှဆိုတော့ကျွန်တော်တို့ကလည်းပြောတဲ့အခါမှာသူတို့အတွက်ခွန်အားဖြစ်စေတယ်လိုအပ်တာတွေကိုသူတို့တွေရဲ့လိုအပ်ချက်ကိုကျွန်တော်တင်ပြပေးတဲ့အခါမှာအထက်လူကြီးမင်းတွေကလည်းသူတို့ကိုစီစဉ်ပေးတာပို့ပြီးလွယ်ကူတယ်မြန်ဆန်တဲ့အတွက်ပို့ပြီးထိရောက်တဲ့အတွက်သူတို့ကပို့ပြီးအဆင်ပြေတယ်နော်ဒါသူတို့ဘိုင်းဒီအတွက်အဆင်ပြေတယ်အဲ့တော့သူတို့ကပတ်စံ9000လှူပေးလိုက်တာ2024ခုနှစ်ကကိုကျော်စိုးကဒီနေပြည်တော်ဘက်ကအုတ်ချုပ်ရည်မှုပေါ့ရောက်ရင်ကျွန်တော်ဖုန်းဆက်ပါညာပြောတယ်ကျွန်တော်ရောက်ပါတယ်မဆက်ပါကျွန်တော်ဘယ်သူမှဒုက္ခမပေးဘူးတိုင်းမှုတွေရှိတယ်နည်းနည်းဟိုနေ့အဆင်ပြေရရှိတယ်ကိုပိုင်းဒါဖုန်းဆက်တော့ဘာညာကိုကြီးလို့ပြောတော့ဘယ်သူမှလည်းကိုကြီးမတောင်းခဲ့သလိုဘယ်သူနဲ့မှလည်းဒီလိုမျိုးကိုကြောင့်တစ်ဖက်သူကိုဘယ်တော့မှဒုက္ခမပေးခဲ့ဘူးဒါကျွန်တော်ရဲ့အနေထားပြတာဆိုတော့အဲ့ဟိုဒီ9000ပေးထားတာနှလုံးသားထဲမှာဖျားရှိကိုနိုင်တတိယနေတယ်နှလုံးသားထဲမှာဖျားတဆူလို့တည်နေတယ်အဲ့9000ကို2024ခုနှစ်ကကျွန်တော်ရေဘေးသွားလူတဲ့အချိန်နော်အဲ့ဒီရေဘေးလူတာများတယ်ဗျာအဲ့ချိန်တော့ပဲခူးတိုင်းပဲဖြစ်တာကိုပဲခူးတိုင်းဘက်ဒီနောက်ကတောင်ဟူဘက်ဒီအဲ့တောက်လျှောက်သွားလူတယ်ဟိုဘက်ဆိုစစ်တောင်းမြစ်ကျော်ဟိုဘက် PDF ဘက်ဒီဆက်ရှိသေးတယ်အဲ့ဒါအခုလေးမျက်နှာရေဘေးမှာကျွန်တော်လူငယ်ဆိုဟိုနေဖြစ်တော့တောင်းတုတ်ကအုတ်ချုပ်ရည်မှုနော်သူကကျွန်တော်10သိန်းပေးတယ်ကိုပိုင်ရဲ့ကိုတဲ့အဲ့ဒါကလူဘုံမို့ကိုပိုင်ရဲ့ကို3ဖို့တဲ့ဟာမဟုတ်ကျွန်တော်လှူတိုင်းမဟုတ်လှူခြင်းလူမလှူခြင်းနေကိုပိုင်ရဲ့ကိုတဲ့တိတက်3ဖို့ပေးတာတဲ့တောင်းတုတ်ကအုတ်ချုပ်ရည်မှုတောင်းတုတ်အုတ်ချုပ်ရည်မှုကတောင်းတုတ်ရွာရှိလို့လားဆိုမရှိဘူးမရှိဘူး PDF တွေစုံမှုလိုက်တဲ့အခါကျတော့အဲ့မှာရွာ9ရွာလောက်ပြည်သူစစ်တွေအကုန်ပြေးရတယ်အဲ့တောင်းတုတ်အုတ်ချုပ်ရည်မှုကနေပြီးမှအဲ့မှာသူကပြည်သူစစ်ဖြစ်တယ်အဲ့မှာပြည်သူစစ်ဖြစ်တော့ကကြအဲ့မှာတပ်မတော်ကလည်းသူတက်စုတစုပေးထားတယ်ပေါ့ဗျာအဲ့မှာဘူကြီးတယောက်အပါဝင်ပေါ့အားလုံးပေါင်းစစ်တီအင်အား10ရောက်15ရောက်လောက်ရှိမှထင်တယ်ပြည်သူစစ်တွေပူပေါင်းနောက်ဆုံးဟိုကောင်တွေကဝိုင်းလိုက်တဲ့အခါကျတော့လုံးဝကိုသူတို့ကထွက်ပေါက်မရှိတော့ဘူးပတ်ချလေဒဲအိုကြီးပုံစံနဲ့ဝိုင်းတာနောက်ဆုံးအဲ့ဒီတောက်တော့ပြည်သူစစ်ဥက္ကဋ္ဌပေါ့တောက်တော့ရွာဥက္ကဋ္ဌပေါ့အဲ့ဒီပုံကောကနေမှဒီအယောက်60ကျော်လွတ်မြောက်အောင်သူတော်လန်းကနေပြီးမှတောက်လျှောက်လာတာအဲ့သူတော်လန်းကိုသူကကျွမ်းတယ်တော်လန်းကျွမ်းတယ်အဲ့တော်လန်းနဲ့ပြပြပြီးမှလွတ်အောင်ထွက်လာတာအဲ့မှာဟိုနေတက်မတော်သားအရာရှိအပါဝင်ပေါ့မသေးကြဘူးပေါ့ဗျာအကုန်လွတ်လာတယ်အကုန်လွတ်လာအယောက်60ကျော်လွတ်လာတယ်သူ့ကိုလည်းတေးကြခန်းခန်းနာနာနဲ့တက်ဘက်ကကြိုးစိုးပါတယ်အခုလက်ရှိလည်းအဲ့ဒီရွာမရှိဘူးအချို့ရေဘူးသားကျွန်တော်ပြောနေသူကြောင်ကြီးအကိုကြီးအဲ့ကိုကြီးတော်ကိုသဘောနဲ့သူမိမမန္တလေးဘက်မှာဈေးရောက်စားတယ်နော်ဈေးရောက်စားတယ်သူကအခုလက်ရှိကတော့တိုင်ပွဲထဲမှာဝင်ပြီးတိုင်နေတယ်လူတဲ့ကဘာဖြစ်လို့ဆိုလိုအပ်တဲ့ခါကြောင့်လို့ရှိရင်လေသူတို့ဘက်ကစစ်သေးကြောတွေတအားဝိုင်းတဲ့ခါကျကျွန်တော်တို့ကတိတယ်တီးတဲ့ခါကျတော့ဒါကျွန်တော်တို့ကဗမာဘလူရှိရပါညာလေးတွေပြောပြတာသူတို့အတွက်အင်လိုက်အားတိုက်ရှိတယ်အုပ်ချုပ်မှုသာပြောတာတပြားမှရုံနေဖြစ်တာမဟုတ်နော်အဲ့လိုအုပ်ချုပ်မှုတွေလည်းအများကြီးရှိတယ်သူတော်ကောင်းတွေလည်းရှိတယ်လူကောင်းတွေလည်းရှိတယ်နိုင်ငံချစ်တဲ့အုပ်ချုပ်မှုတွေအုပ်ချုပ်မှုတွေအများကြီးပဲရှိတယ်ကျွန်တော်10သိန်းဒါမဟုတ်ပေးတယ်ဆိုတဲ့ကဘယ်ရလဲလို့မေးပါအုပ်ချုပ်မှုတော့ကတော့10သိန်းတော့မင်းမဟုတ်ပေးရပါတဲ့အဲ့ရွာမရှိတော့သူမိမဈေးရောက်ပြီးတော့မှဒါကိုဟိုတည်းဖြစ်တာကိုကျွန်တော်ချပြပြီးပြောတယ်ကျွန်တော်ရွာမရှိတော့ပါဘူးကအရင်တော့အဲ့မှာအုပ်ချုပ်မှုလို့တာအခုကတော့ပြည်သူ့စစ်ကောင်းဆောင်လုပ်နေတယ်ကျွန်တော်တို့ဒါလည်းတောက်တော့ပြည်သူစစ်ဆိုအဲ့မှာကြတော့ဗျာအဆက်နေတို့ပါညတော့နာမည်ကြီးပြည်သူစစ်တွေပြီးတော့တောက်တော့ပြည်သူစစ်ဆိုတာလည်းနာမည်ကြီးတွေသူတို့ကဒါကျွန်တော်ပြောတာကျွန်တော်တို့ကဗျာတဲ့ G3 တွေနဲ့ဒါကျွန်တော်အခုလက်ရှိချပေးလိုက်တယ်အခုလက်ရှိရွှေပြည်တို့တိုင်နေမယ်ပါညာလုံးမှန်သွားကျွန်တော်တို့ရှေ့ဆုံးကတိုင်ပါတယ်အဲ့လောက်ထိဟိုနေဖြစ်တာနော်တိုင်ဖို့တော့ကိုစစ်သွေးဟိုတက်တိပြက်တိတွေပြေးတာကျွန်တော်တို့ပြည်သူစစ်ကြီးပဲတိုက်သွားမယ်ဗျာတဲ့လုံးဝမလို့တဲ့အများကြီးပဲချပေးနေG3 ပဲချပေးတယ်ဒါကျွန်တော်တို့အထက်ကိုတင်ထားပါတယ်တဲ့G3 ချပေးတဲ့ဟာဆိုရင်ကျွန်တော်တို့ပျော်ပြီးဗျာတဲ့ကျွန်တော်တို့အခုတိုက်နေရတဲ့လက်နက်တွေနဲ့ကြတော့နည်းနည်းအစိမ်မပြေဘူးကျွန်တော်တို့အခုလက်ကြီးတိုက်နေရတဲ့ဆိုခိုင်90အတွင်းဝင်လာတဲ့အချိန်ကျမှကျွန်တော်တို့တုတ်ရတာတယ်အဲ့တော့ဟိုဘက်ကလူရင်က400-500လောက်ပါလာတဲ့အချိန်ကျတော့ကျွန်တော်တို့ကလူရင်ကနေတဲ့ခါကျတော့တိုက်ဖို့ကကြတော့တိုက်ပြီးပြေးနေရတယ်ဒါအောင်သူတို့အယောက်600ကျော်900ကျော်ကြောက်အောင်တိုက်ခဲ့တာလေကျွန်တော်တို့ကအဲ့လိုမျိုးလုပ်တာပြည်သူစစ်ပြောအဲ့ဒီအကိုကြီးပြောတာပြည်သူစစ်အကိုကြီးပြောတာ
ဆိုတော့ကျွန်တော်တို့ကအဲ့လိုပြည်သူစစ်ခေါင်းဆောင်အဲ့လိုဥက္ကဋ္ဌကြီးတွေတကယ်လေးစားတမ်းမစားဒါတဘဝဇန်နေမဟုတ်နော်သူတို့တွေကတဘဝသာသနာပြုတဲ့သူတွေတိုင်းပြည်ပေါ်မှာတဘဝသာသနာပြုတဲ့သူတွေသူတို့တက်နိုင်တဲ့ခွန်အားသူတို့အကျိုးစီးပွားတော့ကုန်လုံးဝမရှိဘဲနဲ့ခွန်နဲ့အားနဲ့တဘဝသာသနာပြုတာအဲ့တော့တဘဝဇန်လုံးမှာတဘဝသာသနာပြုမလားဆိုတာအုတ်ကြီးတွေကကိုယ်တိုင်ပဲစဉ်းစားမှာကျွန်တော်တို့ကပြောစရာအကြောင်းမရှိဘူးဟုတ်တယ်မလားအဲ့တော့ကိုယ်ကတဘဝသာသနာနဲ့ပြုမယ်ပြည်သူတွေပေါ်မှာလည်းချစ်ခင်နေတဲ့ဆိုတာနဲ့ဒါအုတ်ချုပ်ရရန်နေရလေးကိုနိုင်ငံတော်အစိုးရကူညီပတ်ဖို့ရင်းနဲ့ချစ်ခင်အောင်လုပ်မယ်ဟုတ်တယ်မလားစံစီစားလေးတွေကိုရှိတာလေးဝင်ကားမှာရေဘေးကူညီဆိုငါကျွန်တော်ဗျာကျွန်တော်စီကိုအုတ်ချုပ်မှုတောက်က9000လောက်လူအောင်ကျွန်တော်အဲ့မှာ line အော်ပြီးပြောနေတာလူရမရှိပါဘူးကျွန်တော်ဗျာတူတဲ့သူဆိုကျွန်တော်လောက်ကတဲ့နှစ်တွေကဟာတွေရင်ထဲမှာမှတ်ထားတာဘယ်တက်ကရာကြီးတယောက်ကဘလောက်လူဘူးတဲ့ဘိုးကြီးမျိုးဆန်းဦးတို့ပါဆိုအရင်တော့ရေဘေးတော့လူကအခုကတော့ရှိလားမရှိတော့လားဒါတိုက်ပွဲပဲကြာသွားပြီလားဘာလာတော့ကျွန်တော်မသိဘူးအရင်တော့ဆိုကျွန်တော်စီကိုအမြဲတမ်းချိတ်ဆက်ရှိတယ်ချို့ဘိုးကြီးတွေချိတ်ဆက်မှုတွေရှိတယ်ရခိုင်ဘက်ကဘိုးကြီးတွေချိတ်ဆက်မှုတွေရှိတယ်ချို့ကြာတိုက်ပွဲကြာသွားတဲ့သူတွေရှိတယ်အဖမ်းခံတဲ့သူတွေရှိတယ်အဲ့ဒီမှာဖုန်းတွေ contact တွေလည်းလွဲကုန်တာလဲတာလည်းရှိတာပေါ့ဗျာသူတို့လည်းအခက်အခဲတွေရှိတာပေါ့ဆိုလိုတာကကျွန်တော်တို့ကသူတို့တဘဝဇံမဖြစ်ခြင်းမနဲ့တဘဝသာနာပြုတဲ့သူတွေဖြစ်စေခြင်းတာအဲ့ဒါကြောင့်ပြောပြတာအဲ့ဒီထဲမှာလာပြီးတော့မှတဘဝဇံဒီဘက်ကနာနေတဲ့ဟာတွေရှိသေးတယ်သိတယ်မလားတဘဝဇံမလုံနဲ့ကိုကပတ်စံ9000ကိုရေဘေးတော့ပဲလူစစ်တဲ့တားတွေတော့ပဲလူပဲဘယ်လိုပဲလူပဲကိုကသူတို့ဒီလိုကာကွယ်စောင့်ရှောက်ပေးထားလို့ဒီလိုမျိုးတွေကိုလုံနိုင်ကိုင်းနိုင်တယ်ဒီလိုနေရာနဲ့ဝင်ငွေတွေရနေတယ်ဒီလိုနေရာနေတော့အကျိုးစီးပွားတွေငါတို့တော့ဖြစ်ထုံးနေပါလားဆိုတဲ့အတွေးစိတ်တဲ့လေတဘဝတာနာပြုမဲ့အတွေးစိတ်တဲ့နည်းနည်းလေးဝင်မျိုးမှဒါမျိုးတွေလုံလို့ကျွန်တော်တို့ကမပြောပါဘူးစိတ်လဲချမ်းသာပါတယ်ဒါမျိုးတွေလို့ဖြစ်စေချင်တာကြည့်မှာအုတ်ကြီးတွေအကုန်လုံးကိုတဘဝတာနာပြုတဲ့သူတွေပဲပြုစေချင်တာတဘဝဇန်တွေမဖြစ်စေချင်ဘူးအခုပြည်သူ့စစ်မှုတန်းဥပဒေဒါတော့မှcomment ဝင်ရေးတာရှိပါတယ်မပြောတော့ပါဘူးဟာလားပြည်သူ့စစ်မှုတန်းဥပဒေကိုလည်းဒါမကန်လေးနဲ့အုတ်ကြီးတွေမှာစပြီးတော့မှဒါမျိုးဒါဒီလိုဖြစ်စစ်တွေပေါ်လာအောင်မယ်လို့ကျွန်တော်တို့အနေနဲ့ယူဆမိတယ်တမ်းတော်ကိုထောက်ခံနေတဲ့သူအရာအားလုံးတမ်းတော်ဘက်ကိုထောက်ခံနေတဲ့မီဒီယာတွေတမ်းတော်ဘက်ထောက်ခံတဲ့ Telegram channel တွေရှိတယ်မီဒီယာတွေရှိတယ် channel တွေရှိတယ်ကျွန်တော်တို့ရှိတယ်အကုန်လုံးကဘယ်သူဘက်ကပါသွားလဲကျွန်တော်တို့အကုန်လုံးဒီတက်မှောက်သားတွေကိုပဲကျွန်တော်ထောက်ခံတာနိုင်ငံတော်အစိုးရကိုထောက်ခံတာနိုင်ငံတော်အစိုးရကိုပံ့ပိုးပေးနေတဲ့တကယ်လူတော်လူကောင်းတွေကိုထောက်ခံတာသူရုံမာတွေကိုတော့မထောက်ခံဘူးတဘဝဇန်တွေကိုမထောက်ခံဘူးအဲ့တော့အထောက်ခံမခံရတာကျွန်တော်တို့ရဲ့ပံ့ပိုးထောက်ခံမှုမရဘူးဆိုတာကအဲ့ဒါတဘဝဇန်တွေမို့လို့တဘဝဇန်တွေအာနာရှင်တွေတဘဝဇန်တွေမို့လို့ထောက်ခံမှုမရဘူးအဲ့လူတွေကထောက်ခံမှုရတဲ့ဆိုတဲ့သူတွေအုတ်ကြီးတွေထဲမှာလည်းထောက်ခံမှုရတဲ့အုတ်ကြီးတွေအဲ့ဒါတဘဝတနာပြုတဲ့သူတွေပြည်သူတွေပေါ်မှာချစ်ခင်တဲ့သူတွေပြည်သူတွေပေါ်မှာကိုကြီးဆောက်ရှောက်တဲ့သူတွေအဲ့လူတွေကတော့ကျွန်တော်တို့ဒါဂုံပြူတယ်ပြီးသွားလို့ကျွန်တော်တို့တမ်းတော်ထောက်ခံတဲ့သူအုပ်စုလိုက်ကြီးရလဲအကုန်လုံးကဂုံပြူတယ်ဘာကြောင့်လဲဒီအုတ်ကြီးကောင်းတယ်ဒီအုတ်ကြီးကောင်းတယ်ဒါပြောပြနေတာပြောနေကြတာဒီအုတ်ကြီးတော့တက်တော့နေတိုင်းတက်နေကြတာကျွန်တော်နေတိုင်းအုတ်ကြီးတက်တဲ့သတင်းကပြောရမယ်ဆိုခင်ဗျနေတိုင်းပြောရမှာကျွန်တော်အဲ့ကိစ္စတွေမပြောဘူးဘာဖြစ်လို့လဲကျွန်တော်ကဒါတွေကိုတိတ်ပြောဝင်မဆွတ်ဖတ်ဘူးသူတို့ပဲဒါစက်မှုတန်းကြောင့်ဟိုဘက်ကပီတက်ကတက်လိုက်လို့သူတို့ပြောလို့ရှင်လို့ရှင်ဒါစက်မှုတန်းဟိုကငွေလက်စားလို့ဘာဖြစ်လို့ညာဖြစ်လို့ပဲခူးတိုင်းမှာအများဆုံးပေါင်းတယ်နတ်တလဲအများဆုံးပဲအဲ့လိုမျိုးရှိတယ်ဆိုတော့ကျွန်တော်တို့ကတဘဝတန်တနာပြုတဲ့အုတ်ကြီးတွေအတွက်ကတော့ကျွန်တော်တို့ကအင်တိုင်းအားတိုင်းပံ့ပိုးပေးမှာအင်တိုင်းအားတိုင်းသူတို့ဘာတွေကောင်းမှုကုသိုလ်တွေလုပ်နေလဲသူတို့ဘာတွေပြည်သူတွေပေါ်မှာချစ်ခင်အောင်လုပ်နေလဲပြည်သူတွေရဲ့အကျိုးစီးပွားကိုသူဘယ်လောက်ထိလိုက်လုပ်ပေးနေဒီပေါ်မှာကျွန်တော်တို့ကခံစားတာကျွန်တော်လည်းရက်ွက်ထဲမှာနေတာပဲနော်အုတ်ချုပ်ရည်မှုရှိတာပဲဒါကျွန်တော်တို့တစ်နေ့တစ်ခါတော့စုံပြစ်ပါတယ်ဒီကိုကျွန်တော်3နှစ်လောက်နေတဲ့အချိန်မျိုးမှာ3ခါလောက်အုတ်ချုပ်ရည်မှုနဲ့စုံပြီးမှဒါ3ချိန်လောက်ပေါ့ကျွန်တော်အိမ်မှာဒါheavy meal နေတယ်ဆိုစုံတက်ပါတယ်တစ်နှစ်လုံးကိုပြောတာနော်အဲ့လိုတစ်ခါလေးပဲတစ်ခါဆိုလည်းနိုင်ရွက်ဆန်လာတော့သူတို့ပတ်ကင်းပတ်တဲ့ချိန်မှာကျွန်တော်စီကိုဝင်လာလို့ရှိတယ်ကျွန်တော်စီဝင်လာတဲ့ချိန်မှာဒီရန်ကုန်တိုင်းမှာရှိတဲ့တောင်တိုင်းကြီးပိုင်းတွေမှာသူတို့ပတ်ကင်းပတ်နေကျွန်တော်သိတာပဲဝင်ရောက်နှုတ်ဆက်တာမျိုးတွေပါညာရှိတာပဲတက်ကသူတွေလည်းကျွန်တော်သိတာပဲဟုတ်တယ်မလားအဲ့ heavy meal ညဆိုရင်ပတ်ကင်းတွေပတ်တယ်သူတို့ဒီရက်ကွက်ကအုတ်ချုပ်ရေးပိုင်းဆိုင်ရာတွေမသိတဲ့စားရဖတွေမသိတဲ့သူတွေစားရဖတော့မှစားဖအချင်းချင်းသိကြတာမဟုတ်ဘူးသူကလည်းသူစင်ငင်းအုတ်ချုပ်မှုတွေအများကြီးအုတ်ချုပ်ထားတာအများကြီးရှိတယ်အဲ့ဘက်ကိုလည်းဝင်ရောက်ပြီးနှုတ်ဆက်တာတွေပါညာရှိတာပဲဒါနဲ့ကျွန်တော်တို့ကဘသူစီမှလည်းအခုဒီမှာတောင်းတက်လို့ဘသူစနေမှလည်းအေးစစ်စစ်နေတယ်ကိုလူနိုင်လူတွေပေးနိုင်တယ်ရက်ကွက်မှလည်းကျွန်တော်အုတ်ချုပ်မှုချက်ပဲအုတ်ချုပ်မှုအဂိတရားရှိတာမရှိတာတော့ကျွန်တော်တို့မသိဘူး
ဂတိတရားရှိလားမလားမသိဒါပေမဲ့ကျွန်တော်နေတာအေးဆေးဆေးတွေ့တော့ကျွန်တော်လည်းအေးဆေးပဲဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့ကအုတ်ချုပ်ရင်မူတိုင်းကိုပြောနေတာလားဆိုတော့မဟုတ်ဘူးအုတ်ချုပ်ရင်မူတိုင်းကောင်းစေချင်တာကတော့ပြောတာဒီနေ့မှတချို့နာပြီးတော့ပြောတာကျွန်တော်တို့ကအုတ်ချုပ်ရင်မူတွေကိုမကောင်းဘူးလို့ပြောအောင်ကောင်းစေချင်တဲ့ဆန္ဒနဲ့ပြောပြနေတဘာဝဆန်နေမလုံးနဲ့တဘာဝသာသနာပြုဖို့လုပ်ဟုတ်လားကျွန်တော်လည်းအုတ်ချုပ်မှုတွေနားမှာရှိနေတာပဲယာယီမှုတွေနားမှာရှိနေတာပဲဟုတ်တယ်မသူတို့ကောင်းတာလုပ်နေကိုယ့်ရဲ့ပီတိတွေကိုဖျားနေစိတ်တွေချမ်းသာနေအခါကျကိုယ့်ရဲ့အားရပါပြောလားဟဲ့ငါတို့ဆရာအုတ်ချုပ်မှုကငါ့ကိုဘယ်လောက်လှူတယ်ငါဒီပတ်စံဒီမှာတွေ့တာဒီတို့လှူပေးလိုက်ပြီဒီစင်းမှုတဲ့စစ်သားမင်းကတယောက်ဒီမှာဒုက္ခရောက်နေတာစားဖို့မရှိလို့စားဖို့လုံးဝမရှိဘူးခလေးတွေ့လောင်းနဲ့ခဏခဏဖုံးဆက်ပြောအကူညီတောင်းနေတာဟုတ်လားသူတို့လင်းနေသူတို့သားတွေအသက်တွေပေးဆက်ပြီးတော့မှတည်သွားကြတယ်ဒီမှာကျတော့တာတာယာယာတွေလုံနေကြပြီးတော့မှ KTV တွေမှာစားတော့ဆိုင်တွေကပါညာပျော်ရွှင်နေကြမြင်တော့ရင်ထဲတွေမကောင်းတာဒါကြောင့်ဒီဘောဒီမှာအာယုံမထားတာနော်တဘာဝဆန်တွေပဲတွေ့နေတယ်တဘာဝတဏ္ဍပြုတဲ့သူတွေတွေ့ကျင်တာအဲကြောင့်အုတ်ကြီးတွေကိုပြောကျင်တာကတဘာဝတဏ္ဍပြုတဲ့အုတ်ကြီးတွေများများပေါ်လေတိုင်းပြည်တွေအေဂျင့်တွေနောက်တစ်ခုဒီလိုမျိုးဟာတွေပပြောက်တွေပေါ့ဗျာတိုင်းပြည်မှာတော့ချစ်တဲ့သူတွေပေါ်လာနေပေါ့အစိုးရလည်းချစ်လာမှာပေါ့နော်အဓိကအောက်ခြေရဖြစ်တာကိုအခုရဲဆိုလို့ရှိရင်မုန်းတီးတဲ့လူတော့မရှိတော့ကျွန်တော်သိသလောက်အခုစပြီးတော့တက်ပါပြီဆိုလို့ရှိရင်ရဲတွေကိုစတက်တာအခုမှ3600ဒီလက်ထဲမှာဖြစ်သွားတဲ့ကောင်မလေးဟာလားဟာရဲချက်ချင်းလိုက်ပေးတာပတ်စံသိမ်းထောင်းအောင်အခုရဲတွေကဘာဖြစ်လဲဆိုပြည်သူ့အကျိုးကိုအားရပါရထမ်းဆောင်နေတာရဲတွေကိုမုန်းမှလည်းရဲတွေဘာဖြစ်ကြမလဲတယောက်မှထွက်လာတဲ့လေတံမရှိဘူးလေတံထွက်လာလိုက်လို့ရှိရင်အဲ့ဒါတွေပဲအဲ့ဒီလူတွေပဲထွက်လာတယ်လာရောက်ပြီးတော့မှအခုဒါစစ်တပ်ဘက်ကဒါစစ်မှုထမ်းဆောင်တဲ့ပထမအဆုံးပဲလို့ကျွန်တော်တို့မြင်တွေ့ရတဲ့ပုံစံမျိုးရှိတယ်ဟိုဘက်က PDF ဘက်ကတော့ဒါတယောက်ပြီးတယောက်လာတက်တိုင်းဒီခေါင်းစဉ်နဲ့တက်တာဟုတ်နော်လာတက်တာအများကြီးပဲတွေ့ရပါတယ်5-6လောက်ရုံးနေတဲ့ဝင်လာတဲ့တက်သွားတဲ့ဒါပြည်သူစစ်မှုထမ်းဥပဒေမှာပတ်စံဘယ်လောက်စားလို့စစ်မှုထမ်းဥပဒေဗန်းပြပြီးဘယ်လိုလုပ်လို့ဆိုတာမျိုးတွေသူတို့ဘက်ကခေါင်းစဉ်တက်တာအမြဲတမ်းတွေ့ရတယ်အဲ့ဒီတော့သူတို့ခေါင်းစဉ်တက်ထားတာတွေကိုတော့ကျွန်တော်တို့ကမပြောကျောင်းဒီဘက်ကတက်မလို့ထောက်ခံတဲ့သူတွေလည်းဖြစ်တယ်တက်မလို့ဘက်ကရက်တည်တဲ့သူတွေဖြစ်တယ်အစိုးရဘက်ကရက်တည်လို့ဖြစ်အစိုးရဘက်ကတက်မလို့သားတက်ဦးကဒီလိုမျိုးဖြစ်သွားတာကိုတက်မလို့သားဘက်ကိုကျွန်တော်တို့မုံတီးစိတ်တစ်ချက်မှမရှိဘူးဘာလို့မှမရှိဘူးလိုအပ်ရင်ကူညီမယ်လူတန်းမယ်တန်ဖိုးတန်တော်တန်ဖိုးထားတယ်ဒါကျွန်တော်ပြပြသားပြောတာသူ့ရဲ့နာကြီးချက်ဘာရှိလဲကျွန်တော်လည်းမသိဘူးဘာကြောင့်ဖြစ်တာလဲမသိဘူးဒါပေမဲ့စစ်သားဆိုတဲ့ကောကကျွန်တော်တို့ကကူညီပေးခြင်းနေတာရှင်းတယ်သူညာနာကြီးချက်ဘာရှိကျွန်တော်မသိဘူးတကယ်လို့တိသွားခဲ့လို့ရှင်လည်းကျွန်တော်ထပ်တင်ပြအောင်ပါဒါပေမဲ့ကျွန်တော်ကစစ်သားဆိုတဲ့ကောကလှူခြင်းနေတာစစ်သားဆိုတဲ့ကောကဒုက္ခရောက်နေပြီဆိုတဲ့ကောကသွားကူညီခြင်းနေတာဒါကျွန်တော်တို့ဘိုင်းပဲဟုတ်တယ်နော်အဲ့တော့ကျွန်တော်ပြောချင်တာကထိမ့်သိမ့်နဲ့အုတ်ကြီးတွေကလည်းပဲပြည်သူတွေချစ်ဖို့လိုအပ်တယ်တဘာဝသာသနာပြုမဲ့ပုံကိုယ်တွေများများပေါ်ထုံးဖို့အတွက်လည်းကျွန်တော်ဆုတောင်းတယ်ကျော်စိုးဦးတို့ကျော်မျိုးမင်းတို့ပြောသွားတဲ့မျက်နှာပေါက်တွေကိုအနေထားကြည့်လိုက်ပြုံးပျော်ရွှင်နေတာလားဒေါသကြီးထွက်နေတာလားဆိုတာလည်းကြည့်လိုက်နော်ဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဆိုရင်ကျွန်တော်တို့တွေအကုန်လုံးတွေကမီဒီယာပဲလှုပ်ထားစားတဲ့လူတွေပဲမီဒီယာမလှုပ်တဲ့သူပဲဖြစ် line မှာတောင်းအောင်ထောက်ခံပြီးတော့မယ်ဒါတိုင်းပြည်ကနေအကျိုးပြုပြီးတိုင်းပြည်ကိုအကျိုးပြုပေးနေတဲ့သူတွေအကုန်လုံးကဒါမျိုးကိုမဖြစ်စေချင်တာဒါမျိုးဖြစ်လာပြီဆိုတဲ့အခါမှာဖြစ်လာမယ်ဆိုတာလည်းကြိုသိထားတယ်တနေ့တစ်ချိန်ကတော့ဒီမကျင်တဲ့သူတွေတက်ကပြန်လာတော့ဘလို့တွေလာမလဲဆိုတာအဲ့ဒီနေ့ကိုစောင့်မျှော်ကြမယ်ဒီဟာတွေကိုပြက်ပြက်သားသားအရေးမယူနိုင်လို့ရှိရင်တော့ဒီလိုမျိုးတွေကတော့ငါတို့စောင့်မျှော်ကြမယ်ဆိုတဲ့နေ့တစ်နေ့ပေါ့ဗျာ